န်နီကိုထိန်းဖို့အတွက်ဒိုင်းမစ်ကလုံလောက်ရဲ့လားဟာဟိုကသရုံးပြေးရိုက်နေပြီသရုံးပြေးရိုက်နေတာလုံလောက်လားဖန်နီတောက်လျှောက်ကြီးတွေကာနေတာကာနိုနီကိုအန်ဝင်တော့မပေးဘူးဆိုပေမဲ့လက်ပုနေနေတော့ရှိသလောက် physical damage နဲ့သရုံးကြီးကိုရိုက်ချိုးနေခဲ့တဲ့အနေအထားတစ်ခုမှာမလုံလောက်သေးဘူးတစ်ချက်မကြိုးသေးဘူးရောက်ရင်သရုံးနေတယ်မကြိုးသေးဘူးညီကိုတို့ဂျီဇက်ကြီးအကောင်းဆုံးတော့တစ်ဖက်ထားသေးတယ်ငဲတဲ့နေပါပါတယ်လို့ညီကိုတို့fuck မကြိုးရောက်ရင်တရောက oh my god ကဲကျွန်တော်ပွဲရတော့မပြီးသေးဘူးတစ်ဘက်က3ကောင်မကြည့်တဲ့အနေထားဆိုတော့ဂျီဇက်ကြီးဘက်ကတော့လော့ပြန်4လောက်တယ်နော် white ကနော်တနေရာရဖို့အတွက်တော်တော်ရုန်းကန်နေရတာမုံကုန်နဲ့တရုတ်သင်းကဲဟိုမှာစက္ကန့်ပြန်တော့ထွက်ပြီနော်လော့ဒီချိန်မှာမဖို့လို့ရှိရင်တော့ပေးလိုက်ပြီလားလက်စစ်ကပေးလိုက်ပြီလော့တော့ပေးလိုက်ပြီညီကိုတို့နော်လူတို့ဓာတ်ဆိုင်တွေပိုင်းနဲ့ဂျီဇက်ကြီးဘက်ကလော့တွေတော့ပြန်ရသွားနောက်ဆုံးလက်စစ်တစ်ချက်မှာညီကိုတို့တလုံးကျိုးပြီအမုံမှန်တော်တော်ကျိုးနေပြီတစ်ချက်ပဲဟိုနောက်တိုင်ဝါမသေးခင်တခြားကောင်လေးသလုံးလေးရိုက်ပေးသွားရင်တော့မစိုးကျိုးလောက်တယ်နေရဟိုနဲ့လည်းပလက်ဆိုင်နေရတစ်ချက်တော့ပြစ်လိုက်အောင်ပေးတယ်လို့မေဂါခရီနဲ့ပြောတာနော်ဟောဟေးအောင်တကယ်ကောင်းတဲ့ပွဲတော့သွားကြတာရောင်ရေးဝိုက်ကတ်လို့တော့ပြောတာပဲဝိုက်ကတ်လို့တော့ပြောတာပဲညီကိုတို့ရေးဝိုက်ကတ်လို့တော့ပြောတာပဲရှိသလောက် physical damage လေးနဲ့ခုတ်နေတာဗလန်ဘန်ကိုင်းရဲ့အပြစ်လည်းမဟုတ်ဘူးကွာအဲ့နေရာနော်ဒီကောင်တောက်တောက်ဆိုရင်ကျိုးလောက်တယ်အဲ့နေရာမှာဟာရာဘူသားဆိုရင်ကျိုးတယ်လို့လက်ပူဟာရာဘူသားလည်းတေဝါရာဘူသားလည်းဗထဲမှာဂျားညက်ပြီးရှောရတာဟုတ် bright တကောင်တော့ run line လေးနဲ့ထိုးပါပေးတော့မစိုးဘူးဒါအဲ့ဒါကျိုးလောက်တယ်ဟုတ်တယ်ကဲပြန်တော့ပါတရုတ်သင်းအန်ကြိတ်နေတော့မယ်တရုတ်သင်းအန်ကြိတ်အောက်မှာကောင်မလေးငုံနေပြီကိုသိဟုတ်လားကြည့်လို့အရန်ဟွာဖြစ်နေပြီပေါ့နော်ကဲနော်ကျွန်တော်အားလေးလည်းညင်အောင်ပြပေးမယ်ဗျာဒီဘက်ကိုရွှေ့ပေးမယ်နော်ညီတို့ကဲနော်ကျွန်တော်ကောင်းမလေးတွေအော်ငိုနေပြီကဲအမရဖာစာငိုနေပြီကောင်းမလေးအောက်မှာငိုနေပြီနော် Feather Airstrike တွေပိုင်းနဲ့မျက်ရည်နဲ့ကြည့်နေရပြီ chip portal ဖွင့်ထားတယ်အဲ့မှာ Sora Tanfall ဟော Skyfall ဆွဲချိန်လိုက်တော့မလူးတော့ Dead Side နဲ့ထောက်တယ်နေတာတော့ Bright ပြန်ဝိုင်းတော့ Zura ဒူးနဲ့တိုက်ခိုင်အော် Cherokee လေးတော့ပြန်ထွာဝိုင်းတော့မလူးတော့ Immune ပြန်ပြ Zura တကောင် Legendary Game မှာပေးလိုက်တယ်မင်းတို့ကနှစ်ကောင်ချဝိုင်းနေတာတော့လော့နေတူသရုံးကြီးတော့ပြေးရိုက်ချိုးဝိုင်းတော့ GZ ကြီးတကယ်ပဲကမ်းမတော့မလားသရုံးချိုးနေပေမဲ့လည်း Cree မရှိသေးဘူးနော်လော်ကြီးကလည်းပြန်ပြီးတော့ဖြည့်ရှင်းခံနေတယ်မှာပွဲမပြီးသေးဘူး GZ ကြီးဒီတစ်ခါမှပြန်ကြတဲ့ Hero Game ကတော့3ကောင်လောက်ထိပါရှိသွားမလား Sora Assassin Fall ပြောင်းထားတယ်ဆိုမှလည်း CC ရဲ့ရိုနဲ့တော့ Double Game မထပ်ပေးထားတယ် Hero Game 2 for 3 trade ပွဲမပြီးသေးဘူး Oh my god လော်နဲ့တစ်ခါတည်းတန်းအင်ဂျင်နာလော်သေးသွားတော့နော်ခရီးယာမရှိတော့တာဘာညာနဲ့ကတော့အကောင်းဆုံးတော့ defend ထားနေပဲ2ယောက်3ယောက်အားလေးနဲ့တော့ပြန်တော့တဖာစားဝူရှူဝါတွေသွားလုံနေတယ်ဖန်နီယိုသွားစားနေတာ Feather Airstrike တွေပိုင်းနဲ့တော့သွေးလေးတော့ရှော့ထားနေပဲမိနစ်20ကိုတော့ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်ဆိုတော့ကတော့ကချာနည်းနည်းလေးအနားပြန်ကတ်တဲ့ CC Captain ကိုယိုတွေပါကတ်ဖို့မိုင်း Immortal တော့မကြောက်ဘူးကခေါ်ဖို့ပါမလဲလပူ Brader Fighter တော့ Cherokee Land Shaker Stand မိနေတဲ့ Moody ပြတ်ဝိုင်းနေမှာတော့ရင်းတကောင်မထက်ကြသွားပြီဆိုတော့တရုတ်သင်းခက်ခဲသွားပြီ Fanny Cable ကြောင့်မလဲ Zura အနေနဲ့ Immortal တွေပါကောက်ဝဲတိုင်းမှာတော့ Sora နောက်ဆုံးရောက်ချလာရင်တော့ Tanfall နဲ့တောက်လျှောက်လေး Strike ပစ်ထိုးထားပေမဲ့ Flick က Candy ခုံတိုင်းနဲ့ Feather Airstrike နဲ့ပြန်ထောက်နောက်မှာ Sora တောက်လျှောက်လေး Strike နဲ့တော့ထိုးနေဒုံးမဲ့ဆိုပေမဲ့ Sora Wintercrown Immortal ကောက်တော့ဆွတ်ထားသေးတယ်အောင်Immortal ကြပြန်ထမှာတော့ဘလို့မှာတော့အသက်မရှင်ငယ်နေပဲ၄ကောင်တည်သွားရင်ဒါ၅ကောင်လုံး team white out ပါဖြစ်သွားရင်လည်း GZ ကြီးမေကောင်3လဲအိမ်မက်ကတော့တဲတဲ့ရေသွင်းဖြစ်သွားရင်လည်းပဲတင်းစုံတော့ game number 5မှာရှုံးနေတွားခဲ့ပြီပဲဖြစ်ပါတယ်3-2ဆိုတဲ့ရလန်းနဲ့တင်းစုံရဲ့လှပတဲ့ rubber suit တစ်ခုကနေပဲ M7 main stage ကိုတော့တက်လန်းခွင့်ရရှိပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်